UK ကထိပ်တန်းတက္ကသိုလ်ရဲ့တစ်ခုဖြစ်တဲ့ Queen Mary University of London ကလုပ်တဲ့ Culture Night ကိုဖြူတာနဲ့တွားကြည့်ရအောင် Queen Mary University က UK ကထိပ်တန်းကျောင်းတွေဖွဲ့ထားတဲ့ Research Group ကျောင်းတစ်ခုဖြစ်ပါတယ်ဖြူတာကတော့ Queen Mary မှာ Master တက်နေရပါ UK ကိုခုမှကျောင်းလာတဲ့မဲ့လူတွေတပူးတာလေးပေါ့နော် UK ကကျောင်းတွေကအများသောအားဖြင့် international student တွေအများများတယ်အဲ့တော့ကျောင်းတွေမှာအများရန်ဒီလို culture night တွေကိုခဏခဏလုပ်ပြီးလေးရှိရပါနော်ဥမာ Indian များရဲ့ကျောင်းတွေဆိုလို့ရှိရင် Bollywood dance တို့ Bollywood club night တို့အဲ့လိုမျိုးတွေလုပ်ကြရတယ်လူပွဲကိုအများရန်ဥဆောင်လုပ်ပေးရကြတော့ student union လုပ်ပေးရပါနော်ပြည်တော်ကျောင်းမှာလည်း student union ကလုပ်တဲ့ culture night တွေအများကြီးရှိရဲဒါပေမဲ့ဒီပွဲကကြတော့ပြည်တော် marketing department ကprofessor ကိုရိုင်းဥဆောင်ကျင်းပရဲ့ပွဲဆိုတော့တခြားပွဲတွေအများကြီးပို့တာပါတယ် Okay ဘာကျွေးလဲဆိုတော့ buffet ကျွေးပါတယ်ကြိုက်တဲ့လောက်စားလို့ရတယ်ကြိုက်တဲ့လောက်အိမ်ကိုလည်းယူသွားလို့ရတယ်နောက်ပြီးတော့ဘာလုပ်ကြလဲဆိုတော့ဒီကိုယ်နိုင်ငံနဲ့ပတ်သက်တဲ့ presentation လုပ်တယ်ပေါ့နော်တချို့ကျောင်းသားတွေဆိုတော့ presentation slide တွေပြန်လာတယ်သူတို့နိုင်ငံကသူတို့နိုင်ငံကကျောင်းတွေ present လုပ်တယ်နောက်ပြီးတော့ဒီ quiz ပေါ့နော်နိုင်ငံတကာနဲ့ပတ်သက်တဲ့ quiz တွေကျောင်းရ marketing department နဲ့ပတ်သက်တဲ့ quiz တွေလုပ်တယ်နောက်ပြီးတော့ကကြတယ်ဒါအခုဖင်လုပ်ပြီးကနေရတော့ဖြူသားရဲ့ professor ပါ share ကဆရာဖင်လုပ်ပြီးတော့ share ကတာဆရာစတင်တာလည်းအရန်တော်ပါတယ် professor ဒါပေမဲ့အကလည်းအရန်တော်တာခုမှမြင်မှုတယ်ပေါ့နော်ဆရာပုံမှန်ဆိုတန်းထဲမှာရုပ်တည်ကမှာရှက်လို့ထိုင်နေဖြူသားတို့တငယ်ချင်းအုပ်စုပဲနောက်ဆုံးတော့ဝင်ကဖြစ်သွားပါတယ်လုံးဝမကောက်ဆိုတငယ်ချင်းတွေလည်းကလိုက်တာကိုးနေတာပဲအဲ့နဲ့ဖြူသားလည်းမြန်မာထမေကြီးနဲ့ဝင်ကဖြစ်သွားပါနော်ကဲဒီချင်းကဖြူသားကြီးရဲ့ချင်းဆိုကပါပြီရှေ့ကပါပြီထွက်လာတော့ပွဲစီစဉ်တဲ့ professor ဆရာမတယောက်ပါဆရာမကတက်ကြီးပါပြီဒါပေမဲ့အရန်နှုတ်ရပါတော့ဒီက professor ကြီးကဖြူသားတိထားပြီးအရန် friendly ဖြစ်တယ်ရန်ကုန်ကဆရာမကြီးတက်စားလို့ရှိရင်သူတို့ကချအရာဒီကျောင်းတိုင်းနဲ့ရင်းနှီးပြောပါနေကြရပါတော့ကျောင်းက clock တာပါကြီးပါထည့်ရမရှိလို့ထည့်ရတာပါဒီခန်းမကကြတော့ဖြူသားဦးကျောင်းမှာအမြဲပွဲလုပ်တဲ့ outdoor gun လို့ခေါ်တဲ့ခန်းမပေါ့နော်ကျောင်းမှာဆိုလို့ရှိရင်သူကတော်တော်လေးလှတဲ့ခန်းမရဲပါပါတယ်အရန် aesthetic တော့ဖြစ်ဘူးဒါပေမဲ့ဖြူသားအဲ့မှာ Bridgerton ကြည်နာဆိုတော့ကွက်ကိုတူ Bridgerton နဲ့ရောက်သွားလို့ပဲပေါ့နော်မြန်မာအင်ကြီးလည်းဝတ်ထားတော့ကဝဲဘောအရန်တက်ချင်နေတဲ့ feeling ရနေရောညဘက်ကြီးLondon ကလှပကျောင်းမှာလှပဝစားလေးဝတ်ပြီးတော့ဘောမှာကနေရတယ်လို့ Bridgerton နဲ့ရောက်တာတူနောက်ဘလို့တဲ့မနတတာ